တိုက်ပွဲကြီးရှိအမိတ်နာခဲ့လို့ကိုယ်စားဝင်မဲ့ဆိုင်တွေဒီအောင်ကိုအောင်ရမည်အခိုင်စာလီပေါ်စကီလုံးရောရဲ့မျိုးသားတွေဘောကာကွယ်နိုင်ရ